အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးနေအောင်ကြီးစွမ်းအင်သုံးလျှက်စစ်ထုတ်လုပ်ရေးစခန်း10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကမ္ဘာကြီးရဲ့စွမ်းအင်အနာဂတ်ကိုပြောင်းလဲပေးနေတဲ့ကမ္ဘာအကြီးဆုံး solar power plant 10ခုကိုတင်သိပါသလားနံပါတ်1ကတော့တကယ်ကိုအန်အိုးစရာကြီးပါနောက်ဆုံးအထိကြည့်ပေးပါနော်နံပါတ်10ကတော့ UAE က New Abu Dhabi 1118 megawatt ဖြစ်ပြီးနံပါတ်9ကတော့အိန္ဒိယက NP Konta 1500 megawatt ပါနံပါတ်10ကတရုတ်ရဲ့တန်ဂျာဒက်ဆက်1540 megawatt နဲ့နံပါတ်9ကအီဂျစ်ရဲ့ Binban Solar 1650 megawatt တို့ဖြစ်ပါတယ်နံပါတ်6က UAE က El Dhafra 2000 megawatt ဖြစ်ပြီးနံပါတ်5ကအိန္ဒိယက Pavagada Shakti 2050 megawatt ပါနံပါတ်4ကတရုတ်ရဲ့ Huanghe 2200 megawatt ဖြစ်ပြီးနံပါတ်3ကတော့အိန္ဒိယရဲ့ Badla Solar Park 2245 megawatt ဖြစ်ပါတယ်နံပါတ်2နေရာမှာတော့တရုတ်နိုင်ငံရဲ့ Midom Project 3500 megawatt ကရှိနေပါတယ်နံပါတ်1ကတော့တရုတ်နိုင်ငံရဲ့ Gongha Talatan Solar Park ဖြစ်ပြီး15600 megawatt တောင်ထွက်ပါတယ်ဒါဟာတကယ်ကိုမယုံနိုင်စရာစွမ်းအင်ပမာဏပါပဲဒီလိုဘုသူဒ္ဓနေထပ်ကြည့်ဖို့ follow လုပ်ထားအောင်နော်နောက်ဗီဒီယိုမှာဘာအချမ်းသိချင်လဲ comment မှာရေးခဲ့ပါ